နေ့တော့လိုမျိုးပဲရွေးချယ်မှုမှန်ကန်ခဲ့တယ်လို့မျိုးပဲဒီကနေ့အာဆီယံချန်ပီယံရှစ်ထဲကကျွန်တော်ညီကိုတွေအတွက်ဒီကနေ့ညကျွန်တော်တို့ကန်ကြမဲ့မြန်မာဘောလုံးအသင်းနဲ့လာအိုအသင်းပွဲစဉ်၄နာရီမှာကန်မယ်ဒီတပွဲရဲ့ပြီးရင်9နာရီခွဲမှာဖိလစ်ပိုင်နဲ့ထိုင်းဒီပွဲစဉ်နှစ်ပွဲကိုကျွန်တော်အနေနဲ့ပွဲကြိုသုံးသပ်ချက်နဲ့ရွေးချယ်မှုလေးပြုလုပ်ပေးသွားချင်ပါတယ်အားလုံးပဲမင်္ဂလာပါတိုင်းဆက်ပြီးဖော်လိုက်ခါနေညီကိုတွေကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီပွဲစဉ်တွေကိုကျွန်တော်တို့ပထမဆုံးလေ့လာမှာဒါကျွန်တော်တို့ဒီ၄နာရီမှာကန်ကြမဲ့မြန်မာအသင်းပေါ့နော်မြန်မာကတောက်လျှောက်ဒါ၃ပွဲဆက်ရှုံးနေမှုကနေဖိလစ်ပိုင်1-4ဆိုတဲ့ရလဒ်နဲ့အနိုင်ကန်ခဲ့တာတော်တော်လေးကိုချီကျူးစရာကောင်းပြီးတော့ခြေသွားပိုင်းလဲတော်တော်လေးကိုအာသာနေမဲ့ပွဲတစ်ဖက်ကလာအိုကတော်တော်လေးကိုဒါခြေစွမ်းပိုင်းမှာမြန်မာထက်လည်းတော်တော်လေးနှိမ့်ကြတဲ့အသင်းဖြစ်ပါတယ်ဒီလိုအသင်းကိုမြန်မာကဒါအာရှကျေးဖွင့်လှစ်မှုမှာတော့2အနုတ်တရားဆိုပြီးကျေးဖွင့်လှစ်ထားတယ်3လုံးပြတ်မှရမယ်အနေထားမျိုးဖြစ်ပါတယ်ဒါပေမဲ့တကယ်ရောလာအိုအသင်းကိုမြန်မာတို့3လုံးပြတ်ပါမလားပေါ့နော်ကျွန်တော်ကတော့ဒီလာအို3လုံးပြတ်ဖို့တော့မလွယ်ကူနိုင်ဘူးဒါပေမဲ့နိုင်ဖို့တော့ဒါအသေးချာပဲလို့ကျွန်တော်တို့ယုံကြည်ပါဒါကြောင့်မလို့3လုံးကြီးပြတ်ဖို့တော်တော်လေးကိုခဲရဲလိုက်မယ်ဒါ head to head မှာဆိုရင်လည်း3လုံးဒါ3လုံးထိမြန်မာလာအိုမပြတ်ခဲ့ဘူးပေါ့နော်ဒီ head to head တွေကိုတစ်ချက်လေ့လာမယ်ဆိုဒါကြောင့်မလို့ကျွန်တော်ကတော့ဒီအောက်ကြီးဖြစ်တဲ့လာအိုကြိုက်တယ်ပေါ့နော်မြန်မာအနေနဲ့နိုင်ကောင်းနိုင်သွားနိုင်တယ်2-0အထိအမြင့်ဆုံးပေါ့နော်လာအိုလည်းဂိုးတွေပြန်ပေးရနိုင်တဲ့အနေအထားမျိုးမှာတော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာတော့လာအိုဘက်ကနေကြပါတယ်ဒါကတော့တပွဲနဲ့ဒီပွဲစဉ်ကိုတော့ကျွန်တော်တပွဲတည်းပဲရွေးမယ်ကိုပေါင်းကြီးကလည်းဖိုးပေါင်း90ဆိုတော့လာအိုလည်းဂိုးပြန်ပေးထားတဲ့အနေအထားမျိုးမှာရှိလို့ကျွန်တော်ကတော့လာအိုတကိုးမြော်ရင်ဒီပွဲစဉ်ဟာဒါဒီမြန်မာအနေနဲ့နိုင်ကောင်းနိုင်သွားမယ်ဒါပေမဲ့ဂိုးတော့မပြတ်နိုင်ဘူးလို့ကျွန်တော်တို့3လုံးမပြတ်နိုင်ဘူးဒါအများဆုံး2လုံးပဲလို့ကျွန်တော်ထင်လို့ဒီပွဲစဉ်မှာတော့လာအိုဘော်ရီကိုရွေးချယ်ပေးချင်ပါနောက်တစ်ပွဲကတော့ဖိလစ်ပိုင်နဲ့ထိုင်းမှာထိုင်းရနေပြီးတော့1မိုင်းထိပေးထားပါတယ်ဒီကြေးတန်းမှာဆိုရင်ကျွန်တော်ဖိလစ်ပိုင်အိမ်ဝင်းမှာလည်းဖြစ်တယ်ထိုင်းအနေနဲ့ဖိလစ်ပိုင်ကိုဒါအဝေးကွဲကနေနှလုံးမပြတ်နိုင်ဘူးလို့ကျွန်တော်တို့ထင်တဲ့အတွက်ဒီပွဲစဉ်မှာလည်းကျွန်တော်အောက်ကြီးဖြစ်တဲ့ဖိလစ်ပိုင်တသင်းကိုပဲကျွန်တော်တို့ရွေးချယ်ပေးချင်ပါတယ်ဒါတော့ကျွန်တော်အကြိုက်ပွဲနှစ်ပွဲကိုအခုဗီဒီယိုလေးမှာရွေးချယ်ပေးခဲ့တာပေါ့နော်ဖိလစ်ပိုင်ရဲ့ခြေစွမ်းကလည်းတော်တော်လေးကောင်းပါတယ်ဒါပေမဲ့မြန်မာတော့1-4အနေနဲ့ရှုံးနေထားတာရှိတယ်ဒါပေမဲ့ဒီရှုံးကနေပြီးတော့ပြန်ပြီးတော့အိမ်ဝင်းမှာတစ်ခုလှုပ်ပြလိုက်မယ်လို့ကျွန်တော်ထင်တဲ့အတွက်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဖိလစ်ပိုင်ကိုရွေးချယ်ပေးချင်ပါတယ်ဒါတော့ကျွန်တော်အကြိုက်နှစ်ပွဲပေါ့နော်နောက်ထပ်ချန်ပီယံလိဂ်ကွာလီဖီကေးရှင်းတွေကကျွန်တော်အကြိုက်ပွဲလေးတွေကိုထပ်ပြီးတော့နောက်ထပ်ဗီဒီယိုတစ်ပုံနဲ့ကျွန်တော်ရွေးချယ်ပေးပါအောင်မယ်ကျွန်တော်ဒီချန်ပီယံရှစ်ထဲမှာကျွန်တော်အကြိုက်တစ်ပွဲလဲထွက်မှာပေါ့နော်ဘယ်လိုယူရမလဲဆိုရင် TikTok ရဲ့ဟိုထဲကိုလိုက်ပါအဲ့မှာ channel link လေးရှိပါတယ်အဲ့ channel link လေးကို join ပြီးတော့ကျွန်တော်ရဲ့ပွဲလေးတွေကိုလာရောက်ယူလို့ရပါတယ်အားလုံးကျေးဇူးတော်ပါတယ်